I never wish a lonely heart on you ကဲครับကိုပြစင်ထားတဲ့ဗီဒီယိုကိုထည့်960 ratio လူမပါတဲ့နေရာအလွတ်လေးကိုအရင်ဖြတ်မယ်ပြီး text text ပြီးကိုရေးချင်တဲ့စာတန်းကိုရေးမယ်စလုံး style ကိုရွေးမယ်စလုံး font ကိုရွေးမယ်ပြီးလို့ရှိရင်စာကြောင်းကိုညှိမယ် okay ပြီးလို့ရှိရင်ဒါ first click ပြီးတော့ရေပေါ့နော် export ထုတ်ထားလို့ရပြီsecond click ကိုပြန်ယူမယ်အဲ့ဒီဟာတွေအကုန်လုံး delete မယ်ဗီဒီယိုကိုပြန်ပြီးတော့ဆွဲမယ်အခုကြတော့လူလမ်းလျှောက်တဲ့ဘိုင်းကိုပဲပြန်ထည့်မယ်အခုန export ထုတ်ထားတဲ့ဗီဒီယိုကိုပြန်ထည့်မယ် first click ကိုနောက်တစ် click ပွားမယ် duplicate ပြီး overlay ဆွဲချမယ် click နှစ်ခုလုံး overlay ဆွဲချမယ်ပြီးတော့အောက်က click ကိုထိထားပြီးတော့ auto remover နှိပ်မယ် okay ပြီးလို့ရှိရင် second click ကိုပြန်ထိ mask ကိုတွားရှာ horizontal ကိုနှိပ် C ကိုဖြည့်ပြီးတော့လူစထွက်လာတဲ့ဘက်ကိုဆွဲကပ်မယ် keyframe စမှတ်မယ်လူရဲ့အနောက်ကိုလိုက်မယ် C ကိုအရှိတူပေးမယ်ကဲခုလိုမျိုးပြီးတော့တာနဲ့ခုလိုရှင်တဲ့ဗီဒီယိုလေးကရပါပြီခင်ဗျာ